လူတိုင်းကိုဟုတ်ကဲ့လို့လိုက်ပြောနေတာတကယ်တော့ကိုမလုပ်ဘူးလို့ညင်းနေတာနဲ့တူတူပါပဲသူများလောက်ကိုကူလောက်ပေးရမလားဒီပွဲသွားပေးရမလားဒီလိုမျိုးအာနာပြီးလိုက်လောက်ပေးနေရတာနဲ့ပဲမင်းရဲ့အချိန်တွေမင်းရဲ့စွမ်းအင်တွေကုန်ဆုံးသွားတာမသိလိုက်ဘူးမလားကျွန်တော်တို့ကချစ်ခံရဖို့နဲ့လူကောင်းဖြစ်ဖို့အတွက်နိုးလို့ပြောဖို့ကြောက်တတ်ကြပါတယ်ဒါပေမဲ့မှတ်ထားပါမင်းရဲ့အချိန်ဟာတန်ဖိုးရှိပါတယ်မင်းရဲ့ဦးစားပေး priority ကိုမင်းကိုယ်တိုင်မကာကွယ်ရင်အခြားသူတွေလည်းမင်းကိုလေးစားမှာမဟုတ်ပါဘူး။နိုးလို့ပြောလိုက်တာအခြားသူတွေကိုရိုင်းပြတာမဟုတ်ပါဘူး။ကိုအတွက်ချိန်ပေးလိုက်တာဖြစ်ပါတယ်။မင်းမလုပ်ချင်တာကိုဟုတ်ကဲ့လို့ပြောပြီးစိတ်မပါတော့လှုပ်ပေးတာထက်တောင်းပန်ပါတယ်ခုလောလောဆယ်စင်မပြေလို့ပါလို့ရတညင်းလိုက်တာကနှစ်ယောက်လုံးအတွက်ပို့ပြီးတော့တောင်အကျိုးရှိပါတယ်။နောက်တစ်ခါတစ်စုံတစ်ခုကိုညင်းရတော့မယ်ဆိုရင်အာမနာပါနဲ့ကိုယ့်ရဲ့အချိန်ကိုချစ်တတ်တဲ့သူတွေမှပဲကိုယ့်ဘဝကိုပို့ပြီးတောက်ပအောင်တည်ဆောက်နိုင်မှာပါမင်းရဲ့စွမ်းအင်တွေကိုမင်းတကယ်တန်ဖိုးထားတဲ့နေရာမှာပဲသုံးလိုက်ပါ